တညကိုမြန်မာငွေသိန်းပေါင်းထောင်ချီပေးရတဲ့ဟိုတယ်မှာတဲဘူးတဲ့သူတွေဘယ်လိုခံစားရမလဲကမ္ဘာအချမ်းသာဆုံးဘီလီယံနာတွေနဲ့စူပါစတားတွေပဲခြေချနိုင်တဲ့ဒူဘိုင်းမြို့ရဲ့ဈေးအကြီးဆုံးနဲ့ဈေးခံဆုံးဟိုတယ်ကြီးတွေအကြောင်းဒီဗီဒီယိုမှာပြောပြပေးသွားမယ်ပထမဆုံးတစ်ခုကတော့ဒူဘိုင်းရဲ့ထင်ကြရတင်ကြတာဖြစ်တဲ့ဘာဂျာအာရက်ဂျူမီရာပါဒီဟိုတယ်မှာကမ္ဘာပေါ်မှာတစ်ခုတည်းသော7 star ကျဲ9ပွင့်ဟိုတယ်လို့တင်စားခံပြီးပင်လယ်လေကကျွန်းတူပေါ်မှာခမ်းနားထေဝါသာဆောက်လုပ်ထားတာပါဒီဟိုတယ်ရဲ့အတွင်းပိုင်းကိုကြည့်လိုက်ရင်တော့24ကာရက်ရွှေပြားစစ်တွေနဲ့မုံမှန်ပေးထားတာကြောင့်တစ်ခန်းလုံးရွှေအောင်တောက်ပနေမှာပါတဲခိုသူတူးချင်းတွေအတွက်ကိုပိုင်စေကန်စနစ်ပါရှိပြီးအကောင်းဆုံးအဆောင်ဖြစ်တဲ့ Ryan Suite ဘေးရင်ဆောင်ရဲ့ဈေးနှုန်းကတော့တညကိုအမေရိကန်ဒေါ်လာ2000ကျော်မြန်မာငွေ300ကြီးထိပေးရပါတယ်ဒီဟိုတယ်မှာတဲဘူးတဲ့သူတွေကတော့လေဆိပ်ကနေဟိုတယ်ကို road ride ကားကြီးတွေနဲ့ကြိုးစိုးပေးမဲ့အပြင်ရွှေမုံတွေဖြူထားတဲ့ရွှေကော်ဖီကိုပါတောက်ခွင့်ရအောင်မှာပါဒါတင်မကသေးပါဘူးဟိုတယ်ရဲ့ထိပ်ဆုံးမှာကိုပိုင်ရဟရင်ကွင်းပါဝင်ပြီးကဘာကျော်တင်းနစ်ကစားသမားဖက်ဒရာနဲ့အာဂတ်စီတို့ဟာဒီဂျယ်ကွင်းပေါ်မှာကွင်းပြင်မရှိပဲတင်းနစ်ရိုက်ပြီးကဘာကိုအန်ဩစီခဲ့ပူးပါတယ်ဒါပေမဲ့ဒါကအမြင့်ဆုံးဈေးနှုန်းမဟုတ်သေးပါဘူးမကြသေးခင်ကဖွင့်လှစ်ခဲ့တဲ့ခေတ်သစ်ပြည်သူ့ကအန်ပွဲအက်တလန်တစ်သီရိုရဲ့ဟိုတယ်ကြီးကတော့ဒူဘိုင်းရဲ့ဇိမ်ခံစံနှုန်းတွေကိုနောက်တစ်ဆင့်မြင့်တင်လိုက်ပါတယ်ဒီဟိုတယ်ရဲ့အကောင်းဆုံးအခန်းဖြစ်တဲ့သီရိုရန်မန်ရှင်အခန်းကျယ်ကြီးကတဲမယ်ဆိုရင်တော့တညကိုအမေရိကန်ဒေါ်လာ3သိန်းအထိကျတင်မှာဖြစ်ပြီးကမ္ဘာဈေးကြီးဆုံးဟိုတယ်ကန်းတွေကတခုဖြစ်ပါတယ်ကမ္ဘာကျော်ဆိုတော့ဘီယွန်ဆေးကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့တဲ့နေရာလေးဖြစ်ပါသေးတယ်ဒီအက်တလန်တစ်ဟိုတယ်ရဲ့ထူးခြားချက်ကတော့ဟိုတယ်အတွင်းပိုင်းမှာကမ္ဘာအကြီးဆုံးဂျယ်လီဖစ်9ပြားတိုက်ကြီးရှိနေတာပါပြီးတော့ဟိုတယ်ရဲ့43တက်ပြောင်းမှာကောင်းကင်ရန်ရေကူးကန်ရှိပြီးဒူဘိုင်းမြို့ရဲ့လှပတဲ့ရှုခင်းကြီးကိုရေကူးရင်းတော့ဝါကြီးကြည့်ရှုနိုင်မှာပါနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဟိုတယ်တစ်ခုကတော့ကမ္ဘာကျော် luxury fashion brand ကြီးဖြစ်တဲ့ဘာသာချေကနေတိုက်ရိုက်ပုံဖော်ထားတဲ့ Palazzo ဘာသာချေဒူဘိုင်းပဲဖြစ်ပါတယ်ဒီဟိုတယ်တွေကပရီဘောဂနဲ့အေယာကနေကစားအသုံးဆောင်ပစ္စည်းတိုင်းကိုဘာသာချေရဲ့အမှုပညာလဲရာတွေနဲ့ပဲအလားဆင်ထားပြီးတညကိုအမေရိကန်ဒေါ်လာ2000မြန်မာငွေ300ချီတန်တဲ့အဆောင်မှာတဲခိုရင်တော့ကိုပိုင်ရေကူးကန်နဲ့ဒူဘိုင်းချောင်းရဲ့ရှုခင်းကိုအရသာရှိရှိခံစားနိုင်မှာပါဒီလို3000ချီတန်တဲ့အခန်းတွေမှာနဖရားတစ်ပါးလိုအဆဆရာရာပြည့်ပြည့်စုံတဲ့ဝန်ဆောင်မှုမျိုးတွေကိုရရှိအောင်ပါဗလာသားတို့ဆိုရင်ရောပိုက်ဆံတွေအများကြီးရှိလာရင်ဒီလိုဟိုတယ်တွေကိုတွားတဲဖို့စိတ်ကူးရှိကြဘူးလားကွန်မန့်မှာပြောပေးတွားခဲ့ကြပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျွန်တော်ပိုင်းဆိုထက်ကကျေးဇူးအများကြီးတင်ပါတယ် Thank you ပါ